အဲ့တော့ကျွန်တော်နဲ့အတူတူဖော်ဖုန်ဆိုတဲ့ပြားလေးကိုအတူတူရေးကြည့်ရအောင်နော်ဖော်ဖုန်ပြားလေးကကြတော့သူကခေါင်းလေးကနေအရင်စရေးရတယ်ခေါင်းလေးကအတွင်းထဲမှာရေးတယ်ပြီးရင် W လေးရေးလိုက်တယ်ဒါဒီဖော်ဖုန်ပြားနောက်တစ်ခု for far f အတန်လေးနဲ့ထွက်ရတယ် for far အဖုံးဆိုတဲ့ဟာလေးပေါ့နော်သူကလည်းအတူတူပဲဖော်ဖုန်လေးအတူတူပဲရေးလိုက်မယ်ဒါပေမဲ့အမီလေးကတော့ငင်းချောင်းကိုကြော်ပြီးတော့ရေးပြရပါတော့ဘာလို့လဲဆိုတော့အဖုံးလေးဆိုတော့ကင်တရားလက်ကင်မှုလေးပါတယ်ပေါ့နော်အဲ့လိုလေးမှတ်ထားရင်ရတယ် for far အဖုံးပြီးရင်နောက်တစ်ခုက saw အတန်လေးက200လေးမြင်သွားတယ်နော် saw ကြာသူကဘယ်လိုလေးရေးမှလဲဆိုရင်တော့ကနန်းရှစ်လေးရေးလိုက်တယ်လို့လည်းရေးမယ်ပေါ်တက် white ချလိုက်မယ်ပြီးရင်တော့ကြားမှာကျွန်တော်တို့အနက်ရောင်စင်ကြောင်းလေးတွေပါတယ်အဲ့တော့ဒီမှာလည်းဘီးလေးမှာလည်းအစင်ကြောင်းလေးတစ်ကြောင်းထည့်ပေးလိုက်မယ်ဒါဒီ saw ကြာကနန်းရှစ်လေးရေးမယ်တက် white ချလိုက်မယ်ကြားလေးမို့လို့အစင်ကြောင်းလေးတစ်ကြောင်းထည့် saw ကြာနောက်တစ်ခုကကျတော့ saw ဆာလာဇရက်ဆိုတဲ့ဟာလေးပေါ့နော်သူကကျဘယ်လိုလေးရေးမှလဲဆိုတော့ခေါင်းလေးကရေးမယ်အပေါ်တက် white ချလိုက်မယ်ဇရက်ဆိုရင်ကျွန်တော်တို့အမိုးလေးမှာအချွန်တက်လေးပါတယ်အဲ့တော့သူ့မှာလည်းတစ်ချောင်းထည့်ပေးလိုက်အဲ့ဒါဒီစောဆလာဇရက်နောက်စောရိုစီကကြတော့ပေါ်ပိုင်းမိုက်လေးအရင်ရေးတယ်ဘာဖြစ်လို့လဲရက်သေးတွေကဟိုအရင်တော့ရက်သေးတွေကကျတော့ဒီနန်တွေပဲစားခဲ့တာကိုတော်ထဲမှာအဲ့တော့ပေါ်ပိုင်းမိုက်လေးနဲ့အရင်ရေးတယ်တီရွက်ဆိုတဲ့ပေါ်ပိုင်းမိုက်ပြီးလေးရေးတယ်ပြီးတော့ဒီနားလေးမှာလေးတစ်လုံးထည့်ပေးလိုက်တယ်ဒါဒီစောရိုစီရက်သေးနောက်တစ်ခါပြန်ရေးပါမယ်ပေါ်ပိုင်းမိုက်လေးအရင်ရေးမယ်sorryပေါ်ပိုင်းမိုက်လေးအရင်ရေးလိုက်မယ်ပြီးရင်တော့ဒီနားလေးမှာလက်တဲ့ လေးထည့်ပေးလိုက်မယ်အဲ့ဒါဒီစောရိုစီရက်သေးနောက်ဆုံးတစ်ခုကကြတော့ဟော hip ဆိုရင် hip တက်တာဆိုတဲ့ပြီးလေးပေါ့နော်သူကဘယ်လိုလေးရေးမှလဲဆိုတော့9လေးရေးလာမယ်အပေါ်ကိုစောင်းစောင်းလေးတက်တစ်ချက် y ကိုပြန်ဆင်းခဲ့မယ်အဲ့ဒါဒီဟော hip တက်တာနောက်တစ်ခါ9လေးရေးမယ်အပေါ်တက်မယ်စောင်းမယ်တစ်လုံး y 9လေးရေးမယ်စောင်းစောင်းလေးတက်မယ်တစ်ချက် y မယ်ပြန်ဆင်းခဲ့မယ်အဲ့ဒါဒီဟော hip တက်တာโอเคအဲ့တော့ဒီနေ့ကပြီးတွေကိုရမယ်လို့ထင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ bye bye